စာရေးဆရာတယောက်တော့ဖြစ်ချင်တယ်ဒါပေမဲ့ဘယ်အစားအမှမသိဘူးဖြစ်နေလားဒါဆိုရင်တော့လွန်ခဲ့တဲ့14နှစ်လောက်ကကျွန်တော်ရဲ့အတွေ့အကြုံနဲ့အတူတူဖြစ်နေပြီပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းစာရေးဆရာတယောက်ဖြစ်ချင်တယ်ဒါပေမဲ့ဘယ်အစားအမှမသိဘူးဆိုတဲ့ပြဿနာလေးတွေရှိခဲ့တယ်ပေါ့ဆိုတော့ဒီနေ့မှာကျွန်တော်စာရေးဆရာတယောက်ဖြစ်ချင်တဲ့သူတွေဘယ်လိုစတင်ရမလဲဆိုတဲ့အကျင့်တွေကပေါ့နော်ကျွန်တော်အရေးကြီးတဲ့အကျင့်3ချက်ကိုပြောပြမယ်နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့စာဖတ်ပါဒီစကားလေးကရိုးရိုးလေးဆိုတော့ညာလေးပဲကျွန်တော်တို့စာရေးဆရာဖြစ်ချင်တဲ့သူတိုင်းဟာစာဖတ်ကိုဖတ်ရပါဆိုတော့စာဖတ်တဲ့နေရာမှာကကျတော့ကျွန်တော်တို့ကစာဖတ်သူတယောက်ရဲ့စာဖတ်တဲ့ပုံစံတိုင်းမဟုတ်ဘဲနဲ့ကိုယ်စာရေးဆရာဖြစ်ချင်တာဆိုတော့စာရေးဆရာဖြစ်ချင်တဲ့လူတယောက်ရဲ့ပုံစံနဲ့စာဖတ်ရမယ်ဗျာဥပမာပြောမယ်ဆိုလို့ရှိရင်ကိုဖတ်နေတဲ့စာအုပ်ကနေပြီးတော့ဒီစာရေးဆရာရဲ့အရေးသားဒီစာရေးဆရာကဇလန်းကိုဘယ်လိုမျိုးချိတ်ဆက်သွားတာလဲနော်ဒီစာရေးဆရာကဇက်ကောင်ဇေယျတွေဘယ်လိုဖန်တီးသွားတာလဲသူ့ရဲ့အတွေးခေါ်ယူဆတွေကဘာတွေလဲသူ့ရဲ့လောကကြီးအမြင်ကိုဘယ်လိုချပြသွားတယ်လဲဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲလေ့လာဖို့လိုတယ်ပေါ့နော်အဲ့လိုနီးနဲ့ကျွန်တော်တို့စာဖတ်တတ်ဖို့လိုတယ်နောက်တစ်ဆင့်ကကျတော့ဘာလဲဆိုတော့စာရေးရဟုတ်ပါတယ်ဒါလည်းတော်တော်အရေးကြီးတယ်စာရေးဆရာတယောက်ဖြစ်ဖို့ဆိုစာရေးဖို့ကအရေးကြီးဆုံးပဲဒါပေမဲ့တေသစ္စလူငယ်တွေရဲ့စာရေးဖို့ဝါသနာပါတဲ့လူငယ်တွေမှာဖြစ်နေတဲ့ပြဿနာကဘာလဲကိုရေးလိုက်တဲ့စာကိုအားမရတာဖြစ်မယ်ကိုအားမရတာလည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းတိတ်ငယ်တာပေါ့ငါရေးတာကောင်းမှမလားမသိဘူးလူတွေကငါ့ကိုဘယ်လိုပြောမလဲမသိဘူးဆိုတဲ့စိတ်တွေဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးမေ့ထားလိုက်ပါကျွန်တော်တို့ကစာရေးဆရာဖြစ်ချင်တဲ့လူတိုင်းဒီကောင်းကောင်းမကောင်းကောင်းစာရေးနေဖို့လိုတယ်နေ့စဉ်ရေးနေဖို့လိုကျွန်တော်ဒီကာလတစ်လျှောက်လုံးဖြတ်တန်းလာတဲ့ချိန်မှာကျွန်တော်လည်းပဲဖတ်ချလောင်းဆိုပြီးစာရေးတန်းရေးတတ်တာမဟုတ်ဘူးပေါ့နော်ပြောချင်တာကကိုယ့်အတွေ့အကြုံရပြန်ပြောရရင်ကျွန်တော်တို့ဒီနေ့စဉ်ကောင်းကောင်းမကောင်းကောင်းစာတွေရေးတယ်ရေးပြီးသွားလို့ရှိရင်အဲ့ဒီစာတွေကိုတက္ကသိုလ်ကျောင်းသားဘဝတုန်းကဆိုတငယ်ချင်းတွေကိုပေးဖက်ရတယ်တငယ်ချင်းတွေကဝေဖန်ပေးတယ်စာတယ်နောက်တယ်ဖြစ်ချင်တာဖြစ်ရတဲ့ကိစ္စမရှိကိုစာရေးချင်တဲ့ကိစ္စကိုနေ့စဉ်ကျွန်တော်ရေးပေါ့နော်အဲ့ဒါနှင်းချက်ပေါ့အဲ့တော့စာရေးဆရာတယောက်ဒီစာဖတ်ရမယ်စာရေးရနံပါတ်3အချက်ကဘာလဲဆိုတော့ကိုပိုင်ဟန်ကိုရှာရမှာရေးတက်လာပြီဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကိုပိုင်ဟန်ကိုဖန်တီးရတော့မယ်ဆိုတော့ကိုပိုင်ဟန်ဆိုတာဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်ကတော့ usually ပဲခံကြရတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲကနေပြီးတော့ရိုးရိုးသားသားဖွင့်ထုတ်လိုက်တဲ့အတွေးခေါ်ယူဆဇလန်းဆိုလဲဇလန်းဇက်ကွက်တွေကိုပိုင်ဟန်လို့ကျွန်တော်ကတော့သူများရေးထားတဲ့ဟာကိုပဲပြန် copy ပဲပွားတာမျိုးလိုစင်လူရိုးမှဇလန်းလေးပြန်ချိန်ပြီးရေးတာမျိုးတွေပြီးတော့သူများတခြားစာရေးဆရာတွေရဲ့အသုံးဆွဲပုံတွေကိုပဲအမြဲတမ်းလိုက်ပြီးတော့တူပါရေးနေတာမျိုးတွေမဟုတ်တော့ဘဲနဲ့ကိုပိုင်ဟန်လို့ပြောတဲ့အတွက်ကြောင့်မလို့ကိုစတိုင်တိုင်းတဖြည်းဖြည်းနဲ့စူးစမ်းအားထုတ်သွားရမှာပေါ့နော်ဆိုတော့ဒီ3ချက်ကတော့စာရေးဆရာတယောက်ဖြစ်မဲ့လူတွေစာရေးဆရာဖြစ်တဲ့သူတွေမဖြစ်မနေလုပ်နေရမယ်အလုပ်ပေါ့နော်ဒီနေရာမှာထပ်ပြီးပြောချင်တယ်ဆိုတော့စာရေးဆရာဆိုတဲ့အလုပ်ဟာရေတိုအလုပ်မဟုတ်ဘူးရေရှည်အလုပ်ကျွန်တော်တစ်ပင်တစ်ပင်ပြိုးထောင်ရတယ်လို့ပဲဒီနေ့တစ်ပင်လေးကိုမျိုးစိလေးချလိုက်လို့မနေ့ပြန်အပင်ကြီးဖြစ်လာတာလည်းမဟုတ်ဘူးအသီးတွေလည်းတီးတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကမျိုးစိလေးဘဝကနေဒီတစ်ဆိုင်နဲ့ပြိုးထောင်ပေးပြီးတော့မှအချိန်တစ်ခုရောက်လာတဲ့အခါကျတော့မှဒီစာရေးဆရာဆိုတဲ့နေရာကနေရာရမယ်ဇလန်းကောင်းကောင်းနေစာကောင်းကောင်းနေရေးတက်လာမှာဖြစ်ပါဆိုတော့ဒီကစာရေးတင်ငယ်နှမငယ်တွေကိုပြောချင်တာကစာရေးဆရာတကယ်ဖြစ်ချင်ရင်စာများများဖတ်ပါကောင်းနေရှိမကောင်းနေရှိနေ့တိုင်းစာရေးတဲ့အချင်းကိုလုပ်ပါနောက်ဆုံးကြရင်တော့ကိုပိုင်ဟန်လေးတစ်ခုကိုရောက်ဖန်တီးလိုက်ပါဒါဆိုရင်တော့အချိန်တိုင်းတာတစ်ခုမှာအောင်မြင်တဲ့စာရေးဆရာတယောက်ဖြစ်လာမှာသိကြပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်